ဇွန်မီလောကမှာအောင်မြင်ဆုံးရုပ်ရှင်တွေလို့ပြောလို့ရတဲ့သဘောကြီးတဲ့ပိုင်းအားဖြင့်လည်း189ပိုင်းပြီးရှိပြီးတော့2010ကနေ2022ထိထွက်ရှိထားတဲ့တက်တန်းကာလ12နှစ်ကြာအောင်ထွက်ထားတဲ့ရုပ်ရှင်ပေါ့နော်ခု2025 2026မှာလည်းသူ့ရဲ့ Spring Port Series တွေကအများကြီးကိုထွက်ရှိထားတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ဒီအခြေခံ Walking Dead ရဲ့ Season 7တစ်ခုကိုကြည့်ထားမှသာဒီနောက်ထွက်တဲ့ဟာကိုလည်းပို့ပြီးနားလည်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဒလန်ရဲ့အစမှာရဲရှာကြီးတယောက်ဆေးရွာနေနိုးလာပြီးကဘာကြီးထဲမှာဇွန်မီတွေနဲ့ပြည့်နေနေတာကိုစပြီးတော့တွေ့ရလိမ့်မယ်ပေါ့ဒီထဲမှာအစားအသောက်အနေထိုင်အတွက်ရုံးကန်တွေကြိုးစားရတယ်ကိုလည်းတေးချာချာရိုက်ပြထားတယ်ဒီထဲမှာလိုမျိုးဇွန်မီတွေထက်လူသားတွေရဲ့စိတ်ဓာတ်ကပို့ပြီးတော့ကြောက်ဖို့ကောင်းတယ်ဆိုတာကိုလည်းတချို့အခန်းတွေမှာပြောင်းနေတဲ့အတိုင်းတိုင်းမြင်ရလိမ့်မယ်နောက်တစ်ခုကဒီရုပ်ရှင်ရလိုမျိုးကာရက်တာပြောင်းလဲမှုတွေလည်းတော်တော်လေးမိုက်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီစသချင်းမှာအားနွေးတဲ့အင်ရှင်မတယောက်ကနေပြီးတော့လုံးဝကိုတရဲဖြဲရဲတဲ့တကယ် fighter woman တယောက်ဖြစ်သွားတာမျိုးတွေတွေ့ရမယ်နောက်တစ်ခုဒီလူစုကနေလူကောင်းကာရက်တာကိုပြောင်းလာရလည်းတွေ့ရမယ်ရုပ်ရှင်အလိုမျိုးခံစားမှုတွေရောလူတွေရဲ့ပြောင်းလဲမှုတွေရောအများကြီးကိုတွေ့ရမှာဒါကြောင့်လည်းအပိုင်းအဖြစ်189ပိုင်းထိရှည်တာကိုလည်းကျွန်တော်တွေ့ရမှာပေါ့ဒီစီးရီးကိုကြည့်ပြီးသွားရင်တော့ကျွန်တော်တို့စိတ်ထဲမှာလို့အပြင်မှာဇွန်ဝေးတွေတကယ်ရှိရလို့ထင်ရလောက်တဲ့ခံစားချက်မျိုးကိုဒီစီးရီးကထည့်ပေးလိုက်တာနောက်ဒီထဲမှာပါတဲ့ make up နဲ့အဲ့လိုမျိုးဇွန်မီရဲ့ပုံစံလဲတကယ်ကိုဇွန်မီဆိုတာဒါမျိုးပါလားဆိုတဲ့ခံစားချက်မျိုးကိုရတဲ့ပုံစံထိပေးတယ်ပေါ့နော်ဒါကြောင့်လည်းတော်တော်လေးနာမည်ကြီးပြီးတော့တော်တော်လေးလက်ကောင်းတဲ့စီးရီးတစ်ခုလို့လည်းပြောလို့ရတယ်ဒီထဲမှာအဓိကရမယ့်စိတ်ခံစားချက်တွေကတော့ချစ်ချင်းမုန်းချင်းတွေမိသားစုတွေဆုံးရှုံးမှုတွေအဲ့ဒါတွေကိုကိုယ်တိုင်လိုက်ပြီးတော့ခံစားရမယ့်စီးရီးတစ်ခုလည်းဖြစ်တယ်ပေါ့နော်စီးရီးနဲ့လည်းတန်ရုံးစင်ဖြစ်မဲ့စီးရီးပေါ့ဘာလို့ဆိုခုနပြောလို့အပိုင်းကအရန်ရှည်လွန်းတာရော12နှစ်တာကာလလုံးထွက်ထားတဲ့စီးရီးတစ်ခုဖြစ်တာကြောင့်ပေါ့နော်ဒီတော့ကျွန်တော်အနေနဲ့စီဇန်တွေအားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်ဒီစီဇန်1ကနေ6ထိကတော့တော်တော်လေးကိုကြည့်လို့ကောင်းတယ်ထိုင်ရမထားတဲ့အချိန်ပေါ့နော်စီဇန်7နဲ့8မှာနည်းနည်းလေးအေးသွားတယ်နောက်ပိုင်းဒီ9ကနေ11ထိကြာရင်တော့အဲ့လိုမျိုးပို့ပြီးတော့ပြန်ပြီးတော့ကျန်းလာတာကိုတွေ့ရတဲ့ခံစားမှုဖြစ်တယ်ပေါ့နော်ဒီတော့မကြည့်ရသေးတဲ့သူတွေအနေနဲ့လည်းကြည့်မယ်ဆိုရင်တော့အဲ့လိုမျိုးနည်းနည်းကြီးကိုများများကြီးအချိန်ပေးရလိမ့်မယ်ကြည့်ပြီးသားသူတွေအနေနဲ့ရောဘယ်လိုမျိုးခံစားရလဲဆိုတော့တစ်ချက်လောက်ကိုမှပြောခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်နောက်ချိန်မှာပြန်တွေ့ပါမယ်